Chinatown နဲ့ Central Market ကိုသွားနေရမှာဖြစ်ပါတယ်ငါကြောင်ငါ email ကိုအခုကတော့ကျွန်တော် Central Market မှာเนาะဒီ Central Market မှာအဓိကအပြင်ကတော့ souvenir တွေရောင်းတာပြီးတော့စားတောက်ဆိုင်လေးနည်းနည်းပပနဲ့ traditional costume အိမ်ရောင်းတဲ့ဆိုင်တွေအဲ့ဒီဘာလောက်ပဲရှိတယ်တကယ်တမ်းဆိုရင်ဒီနေရာကဘာမှထွေထွေထူးထူးတော့မဟုတ်ဘူးဒီ Central Market ဆိုတာကျွန်တော်တို့ဒီ tourist attraction place တခုထဲမှာပါရတဲ့မို့လို့ဒီတိုင်းပဲလာပြီးတော့ပတ်ကြည့်တာပါဒါကတော့ Central Market ပေးရနေပြီးတော့ပြန်ထွက်တဲ့နေရာဒီနေရာတအားရောမစိုးပါဘူးလှရလို့ပြောလို့ရတယ်ဒီအပြင်မှာကတော့အဓိကအဖြစ်အဝတ်ဆိုင်တွေနဲ့ဒီစားတောက်ဆိုင်နည်းနည်းပါးပါးတော့ရှိတယ်မလေးမှာတော့ရှာတီဥတုကတော်တော်ပူပါတယ်လမ်းလျှောက်နေရင်လည်းတော့ချွေးထွက်နေပြီဆိုတော့โอเคကျွန်တော်တို့အခု9မိနစ်10မိနစ်လောက်နဲ့ပဲလမ်းလျှောက်ပြီးတော့ရောက်တယ်ဒီ Central Market နားက Chinatown ကိုသွားနေရပဲဖြစ်ပါတယ်ဒီနေရာကတော့လူသွားများတဲ့ Chinatown တနည်းအားဖြင့် Petaling Street လို့လည်းခေါ်တယ်ဒီနေရာလဲဘာပဲဖြစ်ဖြစ်မလေးရောက်ရင်လာပြင်းတဲ့နေရာထဲမှာပါတယ်
ကျွန်တော်ဒီနေရာကတော့ဒီ Peterlin Street ကနေပြီးတော့ဟိုဘက်ချမ်းအောင်ထွက်သွားလိုက်ရင်ဒါစားတောက်ဆိုင်အတန်းနေချမ်းအောင်ရောက်ပြီပေါ့နော်အဲ့ဒီမှာပတ်ကြည့်ပြီးတော့အဆင်ပြေတဲ့ဆိုင်တစ်ဆိုင်မှာဝင်စားပါမယ်ဒီနေရာက street art ပုံစံမျိုးလောက်ထားတာ gravity နဲ့ဒီပတ်ဝန်းကျင်ရောက်ရင်တော့မဖြစ်မနေသွားတင်းတဲ့နေရာတွေမှာပါတယ်ကျွန်တော်နောက်ဆုံးတော့ဆိုင်ရှာတွေ့တော့ပါပြီဒီဆိုင်မှာပဲကျွန်တော်ညစာဝင်စားလိုက်ပါအောင်မယ်ဒီဆိုင်မှာကျွန်တော်အခုမှာလိုက်တဲ့တော့မဆိုးလို့ပြောလို့ရတယ်ဒါပေမဲ့ကျွန်တော်တငယ်ချင်းမှာလိုက်တဲ့ခောက်ဆွဲကတော့လုံးဝအဆင်မပြေခဲ့ဘူးဒီစာတော့မလာတော့ဘူး โอเคကျွန်တော်အခုစားပြီးတော့အိမ်ပြန်ပါပြီဒီနေ့ vlog ကတော့ဒီလောက်ပါပဲအခုလိုအဆုံးထိကြည့်ရှုပေးကြတဲ့အတွက်တယောက်ချင်းစီတိုင်းအထူးပဲကျေးဇူးတင်ရှိပါတယ်နောက် vlog တွေမှာဘယ်လိုတောင်းမလဲဆိုတာ like ခဲ့ကြပါဦးကျွန်တော် channel ကိုလည်း subscribe လုပ်ဖို့မမေ့ပါနဲ့အောင်နောက် vlog တွေမှာပြန်ဆုံပါမယ်